ရတနာတွေကိုငါတို့ပညာနဲ့ရှာလို့ရလို့ရှိရင်ငါတို့ဆန္ဒပြေဝပြီပေါ့ညီလေးကဒါဆိုကောင်းသားပဲကိုကြီးကညီလေးတို့အချိန်မဆွဲဘဲနဲ့ဒေးစွန်မာတောင်ကိုသွားကြမယ်လေအဲ့ဒီလိုမျိုးညီကိုနှစ်ယောက်သဘောတူလိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့ညီမဖြစ်သူကိုခေါ်ပြီးတော့ကြည်လင်လာတဲ့ရေပြည့်ထည့်ထားတဲ့ပလင်းတစ်လုံးကိုပေးကညီမလေးဒီပလင်းကိုဖះเจ้าဆောင်ပေါ်မှာတင်ထားပါအကိုတို့တွေဒေးစွန်မာကိုသွားနေတဲ့အခါအဲ့ဒီပလင်းလေးကိုမကြာခဏအမြဲကြည့်ပါရေရောင်ကကြည်နေလို့ရှိရင်အကိုတို့အနေရမရှိဘူးရေရောင်ကပန်းရောင်ပြောင်းသွားလို့ရှိရင်အကိုတို့အနေရရှိပြီလို့မှတ်ပါအနီရောင်ကိုပြောင်းသွားပြီဆိုရင်တော့အကိုတို့သေပြီလို့မှတ်ထားလိုက်ပါညီမလေးအဲ့ဒီလိုပြောပြီးတော့ညီမဖြစ်သူကိုအဲ့ဒီပလင်းလေးကိုပေးပြီးတော့ညီကိုနှစ်ယောက်ဒေးစွန်မာကိုခရီးထွက်ခဲ့ကြပါတယ်ဒေးစွန်မာကိုရောက်ပြီးတော့ရက်အတန်ကြာအောင်ဥစ္စာဆောင်တိုက်နှန်းတွေကိုရှာဖွေနေပါတော့တယ်တနေ့မှာတော့အကိုဖြစ်သူကအားရဝမ်းသာစွာနဲ့ပြောပါတယ်ညီလေးဒီတောင်ကဥစ္စာဆောင်နေရှိတဲ့တောင်ကတောင်မှာလည်းဖះစီတီလည်းမရှိဘူးဒါဖះတိုက်တော့မဖြစ်နိုင်ဘူးကွာဒီတော့ငါတို့လုပ်ငန်းဆက်လိုက်ကြရအောင်ဆိုပြီးအစီအမံတွေစောင့်ရချင်းစီးဝိုင်းခြင်းမန်နန်တွေရွတ်ဖက်ခြင်းမန်းမုတ်ခြင်းတွေလုပ်ပြီးတော့အကိုကြီးကထိုးတောင်ကုန်းကိုအသင့်ပါလာတဲ့အင်းတစ်ချက်နဲ့လှမ်းပြီးပစ်ပေါက်လိုက်ပါတယ်အဲ့ဒီနောက်မှာပဲတဝုံဝုံတဝေါဝေါနဲ့ငလျင်တန်ကြီးတွေနဲ့တူတဲ့အတန်ကြီးတွေဟာဒေးစွန်မှာတတောင်လုံးကိုကြောက်မက်ဖွယ်ဖုံးလွှမ်းသွားခဲ့ပါတယ်ဒါပေမဲ့လည်းဥစ္စာဆောင်များရဲ့တိုက်တကားတွေကတော့ပွင့်မလာခဲ့ပါဘူးတိုက်ဆောင်နာနာဘာဝတွေသာအရှူရှူနဲ့ပေါ်ထွက်လာခဲ့ပါတယ်၎င်းတို့တွေကကြောက်မက်ဖွယ်ကောင်းလာတဲ့အသွင်ဆောင်ပြီးတော့တင်းပုတ်ကြီးတွေပစိန်ကြီးတွေကင်ဆောင်ပြီးခြောက်လန့်ကြပါတယ်ညီကိုနှစ်ယောက်ကလည်းထိုးရာတွေကိုဆေးလုံးတွေအင်းချက်တွေနဲ့ဂါထာမန်နန်တွေသုံးပြီးတော့အောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ညီကိုနှစ်ယောက်ကလက်ဖွားမှာရှိတဲ့အင်းကိုလက်ဖွားချင်းရိုက်ပြီးအနောက်ရှက်တွေဖယ်ရှားတိုက်တကားပွင့်စေလို့အမိန်ပေးလိုက်တာနဲ့တခဏတဝေါဝေါမြည်ဟီးတန်ကြီးတွေနဲ့အတူတောင်ထိပ်ကမြေဆိုင်မြေခဲတွေပဲ့ကျလာခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့အောက်ခြေကကြောက်တကားကြီးတစ်ခုလည်းပေါ်လာခဲ့ပြီးတော့အဲ့ဒီတကားကြီးကတဖြည်းဖြည်းနဲ့ပွင့်လာခဲ့ပါတယ်အထဲမှာလည်းငိုယိုနေတဲ့ဥစ္စာဆောင်တိုက်နှန်းရှင်တွေကိုတွေ့ရပါတယ်အသစ်ဆောင်ယူလာတဲ့ချီမန်းကွင်းတွေနဲ့အဲ့ဒီငိုယိုနေတဲ့ဥစ္စာဆောင်တိုက်နှန်းရှင်တွေကိုလှမ်းပစ်လိုက်တဲ့အခါမှာတုံနှောင်ပြီးသားဖြစ်သွားပါတယ်အဲ့ဒီနောက်မှာတော့ညီကိုနှစ်ယောက်ဟာဝမ်းမြောက်ဝမ်းသာစွာနဲ့ပဲတိုက်နှန်းတွေကိုဝင်သွားခဲ့ပါတယ်တိုက်ထဲမှာရှိတဲ့ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ရတနာပစ္စည်းတွေအရေးအသွေးကောင်းမွန်တဲ့ဗရက်များတွေရွှေအတိပြီးတဲ့အိုးခွက်ပကံတွေလက်ဝတ်ရတနာတွေကိုတောင်ပုံရာပုံတွေ့မြင်လဲရပါတယ်အဲ့ဒီအခါမှာဘူးထုစင်များပြီးလောဘရမတ်တွေတက်ခဲ့ကြပါတယ်ဒီတိုက်ကဖះတိုက်ပါတည်ထားတဲ့ဇီဒီကငလျင်တန်ကြောင့်ပျက်စီးသွားလို့ဖះကိုမတွေ့ရတာပါဖះပစ္စည်းတွေပါဖះတိုက်ကပစ္စည်းတွေကိုမယူကောင်းပါဘူးအဲ့ဒီလိုမျိုးဥစ္စာဆောင်တွေကငိုယိုပြီးတောင်းပန်ကြပါတယ်အဲ့ဒီစကားတွေကလောဘသာတိုက်သမားနှစ်ဦးတို့ရဲ့နားထဲကိုမဝင်အနန္တ၅ပါးကိုမပြစ်မှားမိလေနဲ့လို့မှားခဲ့တဲ့ဆရာမှာကြားချက်ကိုလည်းမေ့လေပါပြီအဲ့ဒီအချိန်မှာပဲနေဝင်တော့မှဖြစ်တာကြောင့်ညီလေးမကြခင်မှာတော့အမောင်တို့ကဖုံးလွှမ်းတော့မယ်ကွာအဲ့ဒီတော့အချိန်ကလည်းမရတော့ဘူးတိုက်တကားကိုပြန်ပိတ်ခဲ့ပြီးတော့မနဲ့စောစောမှပဲဒီပစ္စည်းတွေကိုလာတယ်ရအောင်အဲ့လိုမျိုးပြောပြီးတော့ညီကိုနှစ်ယောက်ပြန်ခဲ့ကြပါတယ်ဘဘကြိုင်းနဲ့ဘဘတိုင်းတို့နေထိုင်တဲ့နေရာဟာဒေးစွန်မာတောင်နီးမှာရှိတဲ့တောင်ညွန့်ဆိုတဲ့ရွာကလေးဖြစ်ပါတယ်ထိုရွာလေးနှစ်ဘေးမှာဒေးစွန်မာတောင်ကိုရစ်ခွေစီးဆင်းနေတဲ့စမ်းချောင်းလေးတစ်ခုရှိပြီးတော့ထိုစမ်းချောင်းလေးဘေးမှာလည်းကရင်ရွာလေးတစ်ရွာရှိပါတယ်အဲ့ဒီရွာထဲမှာကရင်မျိုးသမီးတစ်ယောက်နေထိုင်ပါတယ်အဲ့ဒီကရင်မျိုးသမီးမှာသမီးတစ်ယောက်လည်းရှိပါတယ်သူ့ရဲ့သမီးကကလေးမီးဖွားနေခဲ့တာပါအဲ့ဒီကရင်မကြီးကသူ့သမီးမီးနေတဲ့တုံးနဲ့မတန်ရှင်းတဲ့အဝတ်စားတွေကိုအဲ့ဒီစမ်းချောင်းလေးမှာလာလျှော်ဖုတ်ပါတယ်အဲ့ဒီအညစ်ကြေးတွေကစမ်းချောင်းထဲမှာမျောလျက်စီးဆင်းသွားပြီးတော့တိုက်ဆရာနှုတ်ကလည်းတောင်ညွန့်ရွာကိုပြန်လာအဲ့ဒီစမ်းချောင်းလေးကိုဖျက်ကြရတဲ့အတွက်အဲ့ဒီမတန်ရှင်းတဲ့ရေတို့နဲ့ထိမိပါတယ်ဒါပေမဲ့သူတို့ကတော့မတန်ရှင်းတဲ့ရေတွေဆိုတာတော့မသိပါဘူးဒါပေမဲ့လည်းသူတို့ခန္ဓာကိုယ်မှာအင်းနေဆွဲဆေးတွေပေါက်ထားတာကြောင့်ခန္ဓာကိုယ်ဟာမတန့်တဲ့ရေနဲ့ထိတာကြောင့်ရားရန်လာခဲ့ပါတယ်သို့တော်လည်းသတိမထားမိပဲနဲ့အဲ့ဒီစမ်းချောင်းထဲကရေတွေနဲ့ပဲမျက်နှာတစ်တာတို့အဲ့ဒီရေကိုတောက်တာတို့ပါလောက်ခဲ့ကြပါတယ်